ဒီနေ့ကကျွန်တော်တို့ခြောင်ရမယ်နေပေါ့နော်ကျွန်တော်9ချိန်လောက်လှည့်လိုက်တာနဲ့ဘင်ကိုဘတ်နဲ့တန်းခြောင်ယူကြโอเคသွားတစ်ချက်ချင်းဆွဲမယ်10ချက်ဆွဲမယ်ခံလာမယ်ရင်ခုံးမယ်10ချက်ဆွဲပြီးတော့6စက္ကန့်ကြီးကိုဘင်ကိုတန်းပြီးပြည့်ယူလိုက်ပဲကြိုက်ပြေးကြတာပြီးကျိုးအဲ့မကောင်းလေးချောင်းအဲ့မှာချောင်း出番だよ。ဟုတ်သေးဘူးမတော့ဒီချောင်းလက်လာငါးခါရှိတအားမအောင်သေးဘူးဘင်ကိုတန်းရောဟာတန်းတယ်တစ်ချက်ကလိုးသေးကတိကတကွာကုန်းဆင်းရတော့ဟောဒါရိုင်လာပြီရင်ခေါ်အောင်ကောင်းလေးဟို2050ကိုဆွဲတယ်ဘာရအောင်